လေးစားပါတော့ဈေးဝယ်သူများရှင်2025ခုနှစ်မတ်လ28ရက်နေ့မြန်မာစံတော်ချိန်12:51မိနစ်2စက္ကန့်တွင်ဖြစ်ပွားခဲ့သောပြင်းအား9.8 Richter scale ရှိအလွန်ပြင်းထန်သည့်မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့်အသက်ဆုံးရှုံးမှုများနှင့်ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက်စာနာနားလည်မှုများနှင့်အတူကျမတို့ CMHL ဝန်ထမ်းများနှင့်မိသားစုများမှထပ်တူခံစားရသည့်အတွက်ဈေးဝယ်သူများနှင့်ဝန်ထမ်းများအနေဖြင့်12:51မိနစ်2စက္ကန့်အချိန်တွင်10မိနစ်ခန့်ငြိမ်သက်စွာရပ်တန့်ပြီးဥညွတ်ဂါရဝပြုပေးပါရန်လေးစားစွာမေတ္တာရက်ခံအပ်ပါရရှင်